ကောင်ခွန်းကောင် family တွေလည်းပွာချချက်တွေအရင်ရှိနေတယ်မတွေ့ရသေးဘူးပွဲရဲ့တန်ဖိုးတွေလည်းအမြင့်ဆုံးအချိန်အထိကိုတော့နှစ်သေးလုံးနေနဲ့ဆွဲခေါ်လာနေပြီ second target 5 second law fight တွေကိုလည်းကျွန်တော်ထပ်ပြီးကြည့်ရအောင်မယ်ဗျာဟုတ်တယ်ကျွန်တော် second law fight ကတော့မချခင်ပေါ်ဖို့တော့စောင့်အောင်ပဲဗောနော်လောလောဆယ်အနေထားမှာကျွန်တော်ဒီပြန်ပြီးတော့ဒီချိန်တွေကိုသုံးသက်ကြည့်ရမယ်ဆိုရင်တော့ခွန်ရဲ့ front line ကတယောက်တည်းဖြစ်နေရဗျာ back line ကနေပြီးတော့ဘူရဲဒီဝင်လာခဲ့တော့လေကျွန်တော်ခွန်က damage တိတ်ကန်လောက်ရတဲ့ခါမှာသွေးတော့လောက်ထိကြိုပြီးတော့ရော့သွားခဲ့တယ်အဲ့အတွက်ကြောင့်ခုနပြောခဲ့လို့ပေါက်စအနေနဲ့က VOD နဲ့ခုတ်တာပြီးတော့ Hannah Strike နဲ့အဲ့တို့ကြောင့် damage ပိုင်းကပြန်ကြည့်ရမယ်ဆိုရင် basic attack တော်တော်လေးများတယ် physical attack တွေကိုပေးနေတာဖြစ်တဲ့အတွက်ကြောင့်ဒီ front line ရှိနေခွန်လို့ပါလို့ဒီလေသူရဲ့ sharing ကနေပါတွေကိုခံနိုင်ရှိတဲ့ပုံမပေါ်ဘူးခုနပတ်တယ်မှာဟုတ်တယ်အဓိကတော့ Messi နဲ့ lane pressure အများကြီးပေးနေရမျိုးကျွန်တော်ဒီချိန်မှာတွေ့ရမယ်အဓိကကျွန်တော် mid lane မှာပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းတောက်လျှောက်ဒီ free pressure နဲ့ free shot တွေအပိုင်းခါရကျွန်တော်မြင်ရတယ်AI ရောအနေနဲ့တော့ objective fight တွေမှာပုံသားနိုင်တဲ့ aura တွေကတော့ကချားတွေပါထားနိုင်တယ်ဆိုတော့ညာလဲ Messi အနေနဲ့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်သူတို့မှာဒီ high loss လိုမျိုး hero တွေပြီးတော့ Kalia လိုပါနေတဲ့အနေထားတစ်ခုမှာတော့ map control တွေယူတဲ့အပိုင်းမှာသူတို့ပုံသားနေတဲ့အရာမျိုးလည်းကျွန်တော်ပြန်မြင်ရပါတယ်နည်းနည်းလေးအချိန်ကြာလာရင်ပေါက်စားတို့အလီဒါတို့ကတော့သတိတော့ထားမယ်အလီဒါ purify ရှိရဆိုတဲ့ပြဿနာတော့မရှိဘူးပေါက်စားတော့ဒီတစ်ဖက်ကရှိနေတဲ့ဘိုးရဲ့ tsunami slam မှာပါသွားရင်တခါလေးပြတ်သွားနိုင်တယ်ဗျာ bucket damage follower damage တွေကလည်းအများကြီးပို့ပြီးတော့လိုက်လာမှလည်းရှိသေးတယ်နီကိုရဲ့ကျူရှင်းကလည်းဒီချိန်မှာ item နှစ်ကွက်ပြီးသွားခဲ့ပြီblack wing နဲ့ကျွန်တော်နောက်ထပ်အနေနဲ့ glory 1ဗျာဆိုအဲ့ဒီကြောင့်ကျွန်တော်ဒီတစ်ဖက်မှာရှိနေ front line သွေးတက်နှုံးနေအဓိကတော့ Refertalite ရဲ့ဒါသွေးတက်တဲ့ regeneration ကိုပြန်ပြီးတော့ reduce လုပ်လို့ရနေခဲ့ပါပြီဟုတ်တယ်ကျွန်တော်ဒီအချိန်မှာပို့ပြီးတော့ဈေးထားပြီးကြည့်ရမယ့်အရာဒီ force fight ဖြစ်လာတဲ့ goal line နှစ်ယောက်လို့ကျွန်တော်တို့ပြောရမယ်ဗျာ Speedy ဒီလည်းသူ့တက်လိုအပ်နေတဲ့ penetration တွေအများကြီးပြီးထားသလိုအဒီတာအနေနဲ့ကလည်းမချစ်ပါဘူးအများဆုံးပေးတယ်ကျွန်တော်တို့ဒါ black wing တွေ poly crystal တွေပြီးသွားတဲ့အတွက်ကြောင့်တော့ဒီကိုးနှစ်ကောင်စီကထွက်လာမယ် damage ရှော့ဖို့ဒီတော်တော်လေးအရေးပါတဲ့အရာတစ်ခုတော့73မိနစ်ဆိုတာမှာကျွန်တော်တို့ဒါဈေးထားကြည့်ရတော့ပါမယ်။ plan အနေနဲ့ပို့ပို့လို့ Refertalite လေးတော့ပေးသွားခဲ့ပြီပေါ့နော်။ဒါခုနကကျွန်တော်မေးထားလို့မရတာတစ်ခုရှိတယ်ဗျာ။ Oh my god သူဒီကို winner crown တွေပါပြီးသွားပြီ။သူ nature passive အရာပြန်ပြီးတော့ကျွန်တော်တေကန်ဒီမှာသွေးပြတ်တက်နိုင်တယ် winner crown ပုံစံဖြစ်တယ်။အားအောင်မှာ winner crown မှာထပ်ပြီးတော့ထည့်ထားဆိုတော့ဗတယ်မှာသူ့အကြိုင်းထိုင်ကြည့်နေရမယ့်ပုံစံတစ်ခုမှာသူ့ teammate တွေပြန်ပြီးတော့ bucket damage ပေးလို့ရတယ်ပေါ့နော်။ဒီအောင်လဲကျွန်တော်ဒါတစ်ဖက်ကနေပြီးတော့ can အနေနဲ့ကောင်းကောင်းနားလေတယ်။သူကိုယ်တိုင်လည်း winner crown တွေပါပြန်ပြီးတော့ထည့်ထားသေးတာ။ဟုတ်တယ်ကျွန်တော် winner crown ဘတ်တွေလည်းကျွန်တော်ကြည့်အောင်ပဲအဓိကတော့ဒီဘက်မှာလည်းကျွန်တော် aura စီဝင်နိုင်မဲ့အနေထားတစ်ခုမှာ aura အနေနဲ့အချိန်ကြီးအများကြီးဆွဲပေးလို့ရတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ခုနတွေးလိုက်တဲ့အရာဒီအလီဒါသူ့ရဲ့ space တစ်ခွက်ချာမှာရှေ့တော်လေးများတယ်ဗျာအေး shadow game 5ပေါ်တဲ့ချိုးလိုက်မတန် destroy shadow game ထွက်သွားခဲ့ပြီပေါက်စာဘိုရဲကိုဆုံးသက်တော့ဘလောက်ပြင်းပြီးတော့ကြည်လေးသားကိုနှစ်ကောင်နဲ့ Refertalite ခင်းသားတော့လေအလီဒါလိုက်ပြီးတော့ပြစ်ခွဲဖို့တော့ကြိုးစားအောင်မယ်ဗျာဟို forward ဆိုတဲ့ situation လောကတော့ပေါ်လာနေပြီဆိုတော့ညာလဲအရင်တော့ pressure ယူပြီး cable လွယ်မှာတော့မဟုတ်သေးဘူးဒီချိန်မှာတော့လောတဲ့ lane phase ကိုပြန်ပြီးညှိနေတဲ့အနေထားတော့မြင်ရမယ်ဗျာမသစီသူတို့တော့ဒီ second law fight ကိုခေါင်းထိုးလာမလားဆိုတဲ့အရာတစ်ခုကိုလည်းကျွန်တော်တို့မေးရအောင်မယ်လောတဲ့မှာခွန်တော်လာ law information တွေတော့စပြီးတော့ပေးနေနေပဲ AI Esport လို့အထီးကျခေးတာမျိုးတော့မတွေ့ရသေးပါဘူးသူတို့က Messi သေးသွားပြီအဲ့ဒါကြောင့် front line အရင်ခေါင်းထိုးလို့ CPC ကိုမလွယ်ဘူးဗျအဲ့ဒါကြောင့် Black တီလည်းဒီချိန်မှာသွေးတော်တော်လေးကိုင်းနေခဲ့ပြီ AI Esport ဒီ law တခါလေး force မယ်ဆိုရင်လည်းတစ်ဖက်ကနေပြီးတော့ can retribution အချိန်မျိုးဝင်ပြီးတော့ပေါက်သွားနိုင်တယ်တော့သူ teammate ကိုစောင့်နေတဲ့အချိန်မှာ CP shadow game ပိုင်းခံတာကျွန်တော် winner crown right တိုင်းလေးပဲပြန်ပေးထားသေးတယ်ဗျပါဝေခင်ပြန်ဝင်လာတဲ့ဂျာမှာတော့ leader ကျွန်တော်တို့ခရိုတက်ဂျာမှာ winner crown တက်ခဲတာမြကန် leader ဂျာမှာတော့သိဆုံးသွားနေတယ်နောက်တစ်ကောင် Speedy PS ကိုတော့ပြန်လဲအဆုံးသတ်လိုက်သေးတယ်ဗျာကျန်ခဲ့လားအချင်းချင်းပြန်ပြီးတော့ trade လိုက်ရတယ် format ကျန်တယ်ဒါပေမဲ့လုံးကျန်ခဲ့လား no retribution ပုံစံတစ်ခုမှာဒီ lot ဒီတိုင်းပဲဆက်လက်ပြီးတော့ရှိနေအောင်ပါတစ်ဖက်ကပြန်ထွက်လာတဲ့ Messi ဒီလည်းချက်ချင်းဆိုတော့ right time battle team fight ပြန်ရောက်လာခဲ့တယ်ဒါပေမဲ့ခုနအနေထားရပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်တော့ shadow cake ကို winner crown နဲ့ပြန်ခဲ့တယ်သူကိုယ်တိုင် question တို့နဲ့ပေါင်းစားပြန်ပတ်နေဆိုမလဲပြန်ပါလာခဲ့တာဘူရဲဗျဟုတ်တယ်အဲ့လိုပဲပေါ့နော်ကန်အနေနဲ့လည်းဝင်ပြီးတော့ပဲအလီတာစီကိုအိမ်ကိုချိုးသွားမယ်အလီတာရဲ့ damage shot ဖို့ကတော်တော်လေးများနေအောင်တွေ့ရတယ်သူကိုယ်တိုင်လည်း winner crown ပြန်ခဲလာတဲ့အခိုက်အတန့်ကိုကျွန်တော်တို့မြင်လိုက်ရတယ်ဗျာဒီချိန်မှာကျွန်တော်တို့ငြင်းလို့မရတဲ့အရာစီဒီချိန်မှာ power spike ဖြစ်လာတဲ့ goal line နှစ်ယောက်ရဲ့ magic damage တွေ physical damage တွေပဲဗျာကျွန်တော်ခုနပြောခဲ့သလိုပဲ battle fight တွေမှာ leader စီကို CP ရဲ့ damage ကတိုက်ရိုက်သက်ရောက်ဖို့တော်တော်လေးခက်တယ်။ leader စီလည်းငြင်းနေတဲ့ hero တကောင်မဟုတ်ဗျာ Crodash ရဲ့တောက်လျှောက်ဆိုခုံသွားနေတဲ့အခါမှာသူ့ရဲ့ dash sonata တွေဘာတွေကကျွန်တော် battle မစခင်မှာပြေးပါflicker မှာသုံးလိုက်ရပြီဘိုးရဲအနေနဲ့ဒီနေရာမှာနည်းနည်းလေး decision လွဲသွားခဲ့တယ်ဗျာမသစီကျွန်တော်ဒါလော်နာမှာတော့ကျွန်တော်တို့ကြိုးစားရမယ်လေဘိုးရဲနဲ့သွေးတော်လေးနဲ့ဆိုတော့ Mislan ပြန်ပေးထားတော့ဟိုတော့ back line မှာ Alita ပြေးဝင်လိုက် Black AOG ပြန်ပေးထားကြမှာ Messi ခေါင်းတွေတိုးထားတယ် Shadow Game ကန်စီကိုပြေးပါမယ်ကမသိပါဘူးခွန်ပြန်ပြီးတော့ကြာသွားခဲ့တယ်ဗျာဒီနေရာမှာတော့ကန်အနေနဲ့လွတ်မြောက်လို့သွားခဲ့ပြီ retribution ပိုင်းမှာလည်းဂျန်ဂလာရှိနေတဲ့အခါမှာ Alita အရင်တော့ကျွန်တော် AI Esport နဲ့ဒီ lot force တော့မရသေးပြန်ဘူး CP နောက်ပြေးကပ်ဖို့တော့ကြိုးစားတယ်ဒါပေမဲ့ CP ပြန်ပြတဲ့ damage ကလည်းနာနေတော့ပဲဗျဟို forward 3ဆိုတော့ညာလဲမသစီသူတို့ဘာလို့လို့ရလဲအကောင်းဆုံးသိနေတဲ့အချိန်တစ်ခုမှာတော့ low တော့ AI Esport အတွက်ကျွန်တော်လွယ်လွယ်ကူပေးတာမျိုးတော့မတွေ့ရသေးဘူးဒီချိန်ကြီးလည်း pressure တွေတောက်လျှောက်တွေပေးနေတော့မယ် AI Esport အရင်တော့လွယ်မှာတော့မဟုတ် black အနေနဲ့ immortal ရှေ့နေတာတကူ Alita တင်းဝင်လာဖို့ကြိုးစားနေတယ် damage ရှော့ဖို့တော်တော်လေးတော့များတယ် Classica ပြန်တော့ခဲထားသေးတယ်ဒီမှာ PS တင်းဝင်လာပြီဗျဟေး PS
နီကိုပြန်လာပြီးတော့ကောက်ပြသွားခဲ့တယ်ဗျာစီပီချန်တော့တယ်တကောင်လေးပဲကျွန်တော်ဒီဘက်မှာဘိုးရဲပြန်ပြီးတော့ response ရထွက်လာခဲ့တော့လေ2/3 saturation တခုမှဒီ Alita ရဲ့ damage output ကိုကြော်ဖို့အတွက်မလွယ်ကူတဲ့အခါမှာတော့ AI Sport ဒီလောက်ပဲယူသွားတော့မလားဆက်လက်ပြီးတော့ကြီးစုရပါတော့မယ် ဟိုမတစီလို့တော့အလွယ်တကူပဲလက်လွတ်ပေးလိုက်ရတော့မလားအလီတာမချစ်တမ်းပေးထားတယ်ဆိုတော့ဘီစလန်ခေါ်အလိုက်လည်းပြန်ထောက်ပေးထားတယ်အဲ့မှာစပီချူတီပြေးဝင်လာဖို့ကြိုးစားမယ်လည်းမလွယ်တော့ PS လို့ပိုင်သေးတယ်မယ်အလီတာဂျမဖိုခရိုဒိုင်ဝါတော့ PS စပီချူတီပြေးဖို့ကြိုးစားညာလေအရေးတော့လွယ်မနေခဲ့ဘူးဗျာ ဒီကလည်းရှိတယ်ဗျာတခါလေးပိုင်းမယ်ဆိုရင်တော့တေပါတော့မဟုတ်ဘူးပေါ့နော်အဲ့ဒီချက်တော့ပြန်ပြီးတော့ကြည့်မှတော့ရမယ် AI Sport ဒီနေရာမှာတော့သူတို့ရရှိသွားတဲ့ lot 2 advantage အများပြီးတော့ထပ်ပြီးတော့ရှားမယ် CP ရဲ့ target တခုကခုန Omega Genie ရောက်သွားခဲ့တာဗျာ Tsunami Slam ဝင်လာတဲ့ဒီကျွန်တော်တို့ Alita Zero ဝင်သွားမယ်ဆိုရင်တော့ပြတ်ကောင်းပြတ်နိုင်တယ်လို့ပဲပြောရမယ်နည်းနည်းလေးလဲအလှမ်းဝေးသွားလဲပိုင်ပါမှာပေါ့နော် ဟုတ်တယ်ဒီပွဲကလည်းကျွန်တော် second minute ဆိုတဲ့ time တခုရောက်လာနေပြီ AI Sport အနေနဲ့ long နဲ့ to high ground တက်လာတော့မယ်သို့တော့ညာလဲ lower bracket final ဆိုတဲ့အနေထားနဲ့ပဲကညီသွား Hero K စီကျွန်တော်အရင်ကွာချားမျိုးမတွေ့ရသလို fan မီးစီလဲ3000လောက်ပဲကွာချားမျိုးတွေ့ရတယ်ဗျာတော်တော်လေးမြိုင်ဆိုင်တဲ့ပွဲတစ်ခုကိုကျွန်တော်တို့ကြည့်နေရတာဗျာ ဒီနေ့တင်းရဲ့ပြိုင်ဆိုင်မှုမှာ number 3 game ဆိုတာပြောတော့တဲ့ပမာဏတစ်ခုတော့မဟုတ်ဘူးဗျာ goal line တွေ power spike ဖြစ်နေ item တွေ full နေတယ်အဲ့အတွက်ကြောင့်ဗတဲ့အလဲပြောင်းအများကြီးဖြစ်သွားနိုင်တယ်အလီတာအရင် aggressive ဆန်နေမယ်ဆိုရင်တော့ခုနလိုမျိုးဒီတစ်ဖက်ကနေပြီး surprise ဝင်လာတဲ့ဘိုးရဲ့ Tsunami Slam တွေကိုသူရှောင်ရှားဖို့အတွက် purify ရှိမှတော့ရမယ်မလေးမရှိနေ second tower တလုံးတော့ super minion wave နဲ့တူ patient လို့ပြီးသွားတဲ့ AI Sport တွေအပေါ်လက်တက်လာတဲ့ low wave နဲ့တူပဲ mega tower ထပ်ပြီးတော့ try အောင်ပါအောင်မယ် AI ဆိုတော့ Split Bush ကိုတော့ရွေးချယ်ထားတဲ့ပုံစံပဲလောဆယ်မှာတော့အပေါ်လမ်းမှာစာပြီးတော့ပဲ long နဲ့အတူ5 with 5ဖက်တဲ့တခုကျွန်တော်တို့စာပြီးတော့ကြည့်ရတော့မယ်ကန်စာပြီးတော့ကျွန်တော်ဒါလောတော့သွေးဒါ shot ကိုကြိုးစားထားတဲ့အနေထားတခုပြလောဆယ်မှာတော့ PS Balai Control Share တို့ကိစ္စတော့ပေးထားပါသေးတယ် နီကိုနာပြေကောနောက်မှာ Plezia CP shut down ကရရှိလို့တိုင်းနေပဲနောက်မှာ shut down ကပြန်ပြီးပေးလိုက်ရတဲ့အချိန်မှာ leader တော့ချက်ပြခွဲလာတော့မယ်ခေါ်ပြန်လဲပြေးထွက်နေတော့မယ်4 security တကူမှာ Sharikan နီကိုလုံးဝတော့မသိသေးပါဘူးဗျာ AI ဆိုမကထားတဲ့တိုင်း confirm ရောက်လာတဲ့ပဲအလီတာ Messi ရဲ့ match damage တွေကြားထဲမှာတော့ဒီမှာ Hero K တကောင်တက်ပေးလိုက်ရတယ်4 with 3 AI is for throw ချိုးတော့တော်လေးတာသူနေတဲ့ပဲအလီတာ Mega K အလီတာ throw ချိုးဖို့ကြိုးစားနေတယ်နီကိုဘလို့မှတော့ဟန်ထားလို့မရတော့ဘူးဗျာ3ပါဝင်နေတဲ့အချိန်တစ်ခုမှာတော့ AI is for K number 1ကိုတော့အပိုင်သိမ်းခဲ့ပြီဖြစ်ပါတယ် ကဲကောင်းတဲ့ပုံစံလေးချပြသွားတဲ့ AI Esport